မာရဲ့လူငယ်အစီအစဉ်ကတပတ်ပြီးတပတ်ထူးခြားတယ်ဆိုတော့ခံစားမှုကိုကျွန်မခံစားရတယ်လွန်ခဲ့တဲ့အခေါက်ကတရားစဟောနေရင်နဲ့ဘာတရားဟောရမယ်မသိတဲ့အခြေအနေမျိုးကျွန်မကြုံခဲ့ရတယ်ဒုတိယပိုင်းဆက်ဟောမယ်ဆိုတဲ့အခါမှာတရားဟောချက်တွေပြင်ဆင်ထားတဲ့တရားဟောချက်တွေကိုကျွန်မဆက်ပြီးမဟောနိုင်တော့ဘဲနဲ့ဒီတိုင်းပဲတန်ရှင်တော်ဝိညာဉ်တော်လမ်းပြခြင်းအဖြစ်ဝိညာဉ်တော်ကပဲဥဆောင်သွားတယ်ဒီကနေ့လည်းကျွန်မပြင်ဆင်ထားတာကတခြားအကြောင်းအရာဖြစ်တယ်ဒီအစီအစဉ်မတိုင်မီမှာကျွန်မတို့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေဘုရားသခင်ရဲ့ရှိတော်မျက်မှောက်တော်တွေတိုးဝင်ပြီးမှကိုးကွယ်ခြင်းလုပ်တဲ့အခါမှာဘုရားသခင်ကကျွန်မပြင်ဆင်ထားတဲ့အရာတွေအားလုံးကိုဖြတ်ပြီးမှဒီနေ့ကျမ်းပိုက်လေးပိုက်အားဖြင့်တူးတယောက်ထိုတူးတယောက်အတွက်ရည်ရွယ်ပြီးမှကျွန်မကိုဖွင့်ပြပေးတာဖြစ်တယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဒီကနေ့နှုတ်ကပတ်တော်အတွက်ကျွန်မပြင်ဆင်ထားတဲ့အရာလုံးဝမဟုတ်ပါဘူးဘုရားသခင်ကထိုတူဦးတရားပေါ်မှာဘလောက်ထိချစ်လဲဘလောက်ထိသူ့ရဲ့မကြော်လွှားနိုင်တဲ့အရာတွေကိုသိလဲဆိုတာကိုကျွန်မသိမြင်တဲ့အခါမှာဘုရားသခင်ကကျမတို့အရောက်စီတန်းကိုဘယ်တော့မှလွန်မသွားဘူးဆိုတဲ့နှဆိုင်တဲ့မြတ်တာထူးခြားတဲ့သူ့ရဲ့နားလေသဘောပေါက်ပေးခြင်းမဆပြီးမှဆွဲခေါ်ခြင်းဆိုတဲ့အရာကိုကျွန်မအထူးခံစားရတာဖြစ်တယ်အချိန်နာရီနဲ့အသက်တာကိုလက်တော်ထဲမှာခဏစက္ကန့်အနှံ့ရအောင်အမြင့်ဆုံးသောဖခင်ကိုရောကိုယေရှုတင်တယ်ကိုရောကိုယေရှုတင်တယ်ဒီနေ့ကိုရောသားလွမြောက်မယ့်နေ့ဖြစ်တယ်ထူးခြားတဲ့နေ့တစ်ကိုကိုရောပြင်ဆင်ပေးတဲ့နေ့တစ်ဖြစ်လို့ကိုရောကိုယေရှုတင်တယ်ဒီနေ့ဒီထိုသားအဖြစ်ကိုရောထိုကြရဲ့အထက်မှာကိုရောဘလို့မလဲဆိုတာကိုရောအော်ဘောရသားသမီးတို့မြင်တွေ့ရမှာမို့လို့ကိုရောကိုယေရှုတင်တယ်ကျန်ရှင်နေတဲ့သားသမီးအယောက်စီတန်းကိုလည်းကိုရောတို့ချပြီးမှတရှင်တော်ဝိညာဉ်တော်ဖခင်ကိုရောကပဲအလုံးလုံးမှမို့လို့ယေရှုတင်တယ်နှုတ်ကပတ်တော်ကိုနားလည်စေမှမို့လို့ယေရှုတင်တယ်ခန္ဓာစိတ်ဝိညာဉ်လက်တော်ထဲမှာစက္ကန့်အနှံ့တယ်သမီးကိုကိုရောရဲ့တစားပလာဖြစ်အသုံးပြုပါယေရှုတော်ပေါင်းချီးမွမ်းတယ်သခင်ယေရှုနာမဖြင့်ဆုတောင်းပါရဖာမြတ်စွာသောဘုရားသခင်အရန်ထူးခြားတဲ့နေ့ဖြစ်တယ်တရားဟောချက်ရှည်ခြင်းမှလည်းရှည်မယ်I don't know တန်ရှင်တော်ဝိညာဉ်တော်ကပဲကျမကိုဥဆောင်ပေးမှဖြစ်တယ်ဘာလို့ဒီကျမ်းပိုက်တွေကိုပဲသူကပဲပေးတာဆိုလို့သူ့ရဲ့ဥဆောင်မှုကိုကျမကလက်ပြီးမှလိုက်ရှောက်ယူမယ်ဖြစ်တယ်ဒီနေ့ကျမတို့ဟန်ဆောင်နေတာကိုတော့သိတယ်တင်းအแทမှာရှုပ်ထွေးနေတာတွေတင်းရဲ့အแทမှာမလွန်မြောက်နိုင်တဲ့အရာတွေတင်းရဲ့အแทမှာတင်းမကြော်လွှားနိုင်တဲ့အရာတွေတင်းအောင်အဲ့ဒါကိုကြော်လွှားနိုင်ဖို့ရန်အတွက်တင်းတိတ်ခတ်ခဲနေတယ်ဆိုတာကိုဖျားရှင်သိတယ်တင်းဟန်ဆောင်ပြီးမှတင်းအသက်ရှင်နေတယ်ဆိုတာလည်းဖျားသခင်သိတယ်တင်းဘလောက်ထိမလို့ချင်ဘူးလဲဆိုတာကိုလည်းကိုရောသိတယ်တင်ဘလောက်ထိရုန်းကန်နေတာလဲဆိုတာလဲကိုရောသိတယ်ထိုအရာတွေအတွက်တင်ခဏအရှုံးပေးနေဖို့ရန်အတွက်တင်ပြင်ဆင်နေထားတယ်ပြင်ဆင်ထားခဲ့တယ်ဆိုတာလဲကိုရောသိတယ်ဒီနေ့တင်လွတ်မြောက်မဲ့နေ့ဖြစ်တယ်Thank you Holy Spirit
ကိုရောကပဲဆက်ပြီးဦးဆောင်ပေးပါ24ခုမြောက်သောစာလံအပိုင်ငယ်9ကနေ10ထိဖြစ်တယ်24ခုမြောက်သောစာလံအပိုင်ငယ်9ကနေ10ထိဖြစ်တယ်အချင်းတကားတို့ပြောတဲ့ခါမှာတင်းရဲ့နှလုံးသားတကားဖြစ်တယ်ဘုံကြီးသောရှင်ဘုရင်ဆိုတာကတန်ရှင်းသောဝိညာဉ်တော်ဖြစ်တယ်ကျမတို့အတူတကွဖတ်ရှုကြားနာကြရအောင်ချင်းတကားတို့တကမုတ်ကိုကြွားလိုက်ကြအချင်းတကားတို့ကိုကြွားလိုက်ကြဘုံကြီးသောရှင်ဘုရင်ဝင်တော်မူမည်ဘုံကြီးသောရှင်ဘုရင်ကအဘယ်သူနည်းအစွမ်းတကိုးနှင့်ပြည့်စုံသောထာဝရဘုရားစစ်တိုက်ခြင်းကတကိုးကြီးတော်မူသောထာဝရဘုရားပေသည်အချင်းတကားတို့တကမုတ်ကိုကြွားလိုက်ကြအချင်းတကားတို့ကိုကြွားလိုက်ကြဘုံကြီးသောရှင်ဘုရင်ဝင်တော်မူမည်ဘုံကြီးသောရှင်ဘုရင်ကအဘယ်သူနည်းကောင်းကင်ဘိုးချေရှင်ထာဝရဘုရားပေသည်ထိုဘုရားသည်ဘုံကြီးသောရှင်ဘုရင်ဖြစ်တော်မူသည်ဒီနေ့သခင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်လက်ခံတဲ့ကျွန်တော်ကျမတို့ရဲ့အထဲမှာဘယ်သူဝင်လာလဲဆိုတော့ဒီနေ့ကျွန်တော်တို့အထဲထဲမှာကျွန်တော်တို့မတတ်နိုင်တဲ့အရာတွေမကြော်လွှားနိုင်တဲ့အရာတွေကိုကျွန်တော်တို့ကျမတို့အထဲကနေအကျူသူကတိုက်ထုတ်ပေးဖို့ရန်အတွက်တန်ရှင်သောဝိညာဉ်တော်ဖခင်ကျွန်တော်တို့အထဲမှာဝင်လာတယ်ကျွန်တော်တို့မတတ်နိုင်တဲ့အရာတွေကိုသူကမဆာကူညီသွားမယ်ကျွန်တော်တို့စူးစမ်းတယ်ကျွန်တော်တို့အားထုတ်တယ်ဒါပေမဲ့ချက်ခါဒီနေရာမှာပဲဒီအဖြစ်ပြက်မှာပဲဒီအပြစ်နွန်ထဲမှာပဲကျမတို့ကြာရောက်ပြီးမှခဏဆုံးရှုံးတယ်နောက်ဆုံးကိုစိတ်တက်ကြလာတယ်ငါကောင်းတာလုပ်ရင်လည်းဘယ်တော့မှကောင်းလာမှာမဟုတ်ဘူးဆိုတဲ့ကျမတို့အထဲမှာဆွဲမြဲသွားစေတဲ့အရာဖြစ်တယ်ဒီထဲမှာကျမတို့လောကရဲ့လှည့်စားခြင်းတွေကြောင့်ကျမတို့အတွေးအခေါ်ထဲမှာကျမတို့နားထဲမှာဒီနေ့ဝိညာဉ်စိုးတွေရဲ့ဒီနေ့သင်မကောင်းတဲ့အရာတွေသင်ရဲ့အထဲထဲမှာဝင်ရောက်နေရာယူခဲ့တယ်သင်မသိလို့သင်လှည့်စားခြင်းခံရလို့သင်မလွတ်မြောက်နိုင်ဘူးဖြစ်နေတယ်သင်တယောက်တည်းတိုက်ဖို့ဖခင်သခင်အလိုမရှိဘူးသင်အထဲကနေဖခင်သခင်ကတိုက်ပေးဖို့ရန်အတွက်တကိုးနဲ့ပြည့်စုံတဲ့တန်ရှင်သောဝိညာဉ်တော်သင်အထဲမှာထည့်ထားပေးတယ်ဆိုတာကိုဒီကနေ့အသိပေးခြင်းနဲ့ဘုံကြီးသောရှင်ဘုရင်ကအဘယ်သူနည်းအစွမ်းတကိုးနဲ့ပြည့်စုံသောထာဝရဘုရားစစ်တိုက်ခြင်းကတကိုးကြီးတော်မူသောထာဝရဘုရားပေသည်ငါတို့စစ်တိုက်ရဲ့သုံးဆွဲသောလက်နက်သည်စာကြည့်လက်နက်မဟုတ်ဖျားသခင်တကိုးတော်အားဖြင့်မြို့ရိုးမြို့ပြနှစ်ကာလပေါင်းများစွာစာရန်ကတင်းရဲ့အထဲမှာနေမရတော့ဘူးဒီဆွဲလန်းတဲ့အရာတွေကိုနေမကြော်လွှားနိုင်တော့ဘူးဆိုပြီးမှကျမတို့ရဲ့နှလုံးသားထဲမှာ
ခိုင်အမာတီဆောက်ထားတဲ့စာရန်ရဲ့မြို့ရိုးမြို့ပြတွေကိုဖြိုဖျက်နိုင်ဖို့ရန်အတွက်ထိုတန်ရှင်သောဝိညာဉ်တော်ဖခင်ကတင့်အထဲကနေကူညီပြီးမှတိုက်ထုတ်ပေးမဲ့ဖခင်သခင်ဖြစ်တယ်တင်မတိုက်နိုင်ဘူးဆိုတာ तू သိတယ်တင်မလုံးနိုင်ဘူးဆိုတာ तू သိတယ်အဲ့ဒီမြို့ရိုးမြို့ပြကအခိုင်အခန့်တီဆောက်ထားတယ်ဆိုတာ तू သိတယ်ဒါကြောင့်စစ်တိုက်ခြင်းကတကိုးကြီးတော်မူသောထာဝရဘုရားပေတည်းစစ်တိုက်ခြင်းကတကိုးကြီးတော်မူသောထာဝရဘုရားပေတည်းဘုံကြီးသောရှင်ဘုရင်ဝင်တော်မူမည်ဘုံကြီးသောရှင်ဘုရင်ကအဘယ်သူနည်းကောင်းကင်ဘိုးချေရှင်ထာဝရဘုရားပေတည်းကျွန်တော်တို့အထဲထဲမှာကျွန်တော်တို့မတတ်နိုင်တဲ့အရာတွေကျွန်တော်တို့ဆွဲလန်းနေတဲ့အရာတွေကျွန်တော်တို့အထဲမှာအခိုင်အခန့်ဟာဒါကတော့လူပဲဒီလောက်တော့ဖြစ်မှာပေါ့ငါတို့လည်းအသွေးအသားနဲ့ပဲတတ်မှတ်ခြင်းအလိုဆန္ဒတွေစာရန်ကတည့်ရဲ့မျက်စိအားဖြစ်တော်၎င်းတည့်ရဲ့နားအားဖြစ်တော်၎င်းတည့်အပေါ်မှာတင်ရခန္ဓာကိုယ်ပေါ်မှာတင်မတိလိုက်တဲ့အချိန်မှာတင်မပိုက်ချနိုင်တဲ့အရွယ်မှာတင်ကိုပြုတ်လိုက်တဲ့အရာတွေအဖြစ်တင်ကိုချုံနှောင်ထားတယ်တင်ရဲ့နှလုံးသားထဲမှာသူကအခိုင်အခန့်တည်ဆောက်ထားတယ်ဒါတွေကိုအားလုံးကိုရင်ဆိုင်ကြော်လွှားနိုင်ခွင့်ပေးတာကတန်ရှင်သောဝိညာဉ်တော်ဖခင်တပါးတည်းပဲဖြစ်တယ်ဂလာတိအခန်းကြီး9အငယ်24ဘာဖြစ်လို့ဒီလိုပြောနိုင်ရတာလဲဂလာတိအခန်းကြီး9အငယ်24ခရစ်တော်နှင့်ဆက်ဆိုင်သောသူတို့သည်ဇာတိပဂတိကို၎င်းဇာတိပဂတိစိတ်များနှင့်အလိုဆန္ဒများကို၎င်းလက်ဝါးကားတိုင်းမှာရိုက်ထားကြပြီတို့ဖြစ်၍ငါတို့သည်ဝိညာဉ်ပဂတိကြောင့်အသက်ရှင်လျင်ဝိညာဉ်ပဂတိအတိုင်းကျင့်ကြကုန်အံ့ခရစ်တော်ကလက်ဝါးကားတိုင်းမှာအသေးခံပေးခဲ့တာအဲ့ဒီအထဲမှာဘာပါသွားလဲဆိုတော့လူရဲ့ဇာတိအသွေးအသားစံကြတွေအားလုံးပါသွားတယ်ဆိုတာကိုသတိပြုပါကျွန်တော်တို့လောကကလှည့်စားချက်တယ်ဒါမဖြစ်နိုင်ဘူးဒါလူပဲဒါဘာမှမဟုတ်ဘူးဆိုပြီးမှတင့်ကိုအမျိုးမျိုးလာလှည့်စားပေမဲ့လေတင့်အတွက်အောင်နိုင်တဲ့ចောင်းပိုက်ကဘာလဲဆိုတော့ဂလာတိအခန်းကြီး9အငယ်24ခရစ်တော်နှင့်ဆက်ဆိုင်သောသူတို့သည်ဇာတိပဂတိကို၎င်းဇာတိပဂတိစိတ်များနှင့်အလိုဆန္ဒဇာတိပဂတိစိတ်များနှင့်အလိုဆန္ဒအားလုံးကလက်ဝါးကားတိုင်းမှာကိုတော်အပိသက်ချေမှုန်းခဲ့ပြီးပြီဖြစ်တယ်တင့်ကိုဘလို့ပဲလာလှဲ့စားဒီနေ့ကျမတို့ပြောရမယ့်အချက်ကဇာတိပဂတိစိတ်များနဲ့အလိုဆန္ဒကခရစ်တော်လက်ဝါးကားတိုင်းမှာအပိသက်ခဲ့ပြီးပြီဖြစ်တယ်စာရန်ကခဏလာလဲစားမယ်မဟုတ်ပါဘူးကွာမင်းကလည်းဒါတွေကလူတွေမှာဖြစ်တတ်တဲ့ကိစ္စတွေပဲလာလှဲ့ဖျားတိုင်းစေပညာအရာအသင်ကိုဘလို့ပဲပြောဒီနေ့ဖျားသခင်ကဇာတိပဂတိစိတ်နဲ့အလိုဆန္ဒကလက်ဝါးကားတိုင်းမှာအကုန်ပေးခဲ့ပြီးသားဆိုတာကိုသင်ပြန်ပြီး claim လုပ်ဖို့ရန်အတွက်ဖြစ်တယ်နောက်ကျမ်းပိုက်တစ်ခုကရှင်ပေတရုဩဝါဒစာပထမစာဆောင်အခန်းကြီး4အငယ်1မှ4
တက်ကတက်မလေးချို့တို့ခရစ်တော်သည်ကိုခန္ဓာတော်၌ငါတို့အတွက်ခံတော်မူသည်မှန်သောကြောင့်သူကိုခန္ဓာခရစ်တော်ရဲ့ကိုခန္ဓာတော်၌ငါတို့အတွက်ဒီခန္ဓာကိုယ်မှာကျမတို့အတွက်ကိုတော်ပေးခဲ့ပြီးပြီဆိုတဲ့ခုနကဂလာတိ9 24 25ကိုပြန်ရည်ညွှန်းထားတာဖြစ်တယ်။ထို့သောခရစ်တော်သည်ကိုခန္ဓာတော်၌ငါတို့အတွက်ခံတော်မူသည်မှန်သောကြောင့်သင်တို့သည်လည်းထို့သောသဘောကိုလက်နက်ပြု၍သုံးဆွဲကြလောတဲ့။ဇာတိပကတိနဲ့အလိုဆန္ဒကလဝါကားတိုင်းမှာအပိတက်ခဲ့ပြီးပြီဆိုတာကိုတဲ့သိပြီးမှတဲ့အဲ့ဒီသဘောကိုတဲ့လက်နက်ပြု၍သုံးဆွဲကြလောတဲ့ကျမတို့ရဲ့အကောင်းဆုံးလက်နက်ကခရစ်တော်လဝါကားထဲမှာပေးခဲ့ပြီးပြီဆိုတာကိုဆိုတဲ့အကြောင်းကိုသိပြီးမှအသုံးပြုပါတဲ့အကြောင်းမူကားကိုခန္ဓာ၌ခံတော်သူသည်ဒုစရိုက်တို့နှင့်လွတ်ငြိမ်းသည်ဖြစ်၍နောက်တဖန်သူတို့၏တတ်မှတ်ခြင်းတရားကိုမကျင့်အကြောင်းမူကားကိုခန္ဓာ၌ခံတော်သူသည်ဒုစရိုက်တို့နှင့်လွတ်ငြိမ်းသည်ဖြစ်၍နောက်တဖန်သူတို့၏တတ်မှတ်ခြင်းတရားကိုမကျင့်ဖယားသခင်၏အလိုတော်အတိုင်းကျင့်လျက်ကိုခန္ဓာအသက်အပိုင်းအခြားကြံရစ်သောကာလကိုလွန်စေတတ်၏ဒါတွေကိုတည်သွားတဲ့အခါမှာသူတို့ကခရစ်တော်လဝါကားထဲမှာပေးခဲ့ပြီးပြီဆိုတဲ့လက်နက်ကိုသုံးဆွဲခြင်းအဖြစ်အဲ့ဒီတတ်မှတ်ခြင်းတွေကိုမခံတော့ဘဲမကျင့်တော့ဘဲနဲ့ဖယားသခင်ရဲ့အလိုတော်ကိုလိုက်ပြီးမှကိုခန္ဓာအသက်ကြံရှိနေတဲ့တင်းရဲ့ဘဝအသက်တာတစ်လျှောက်လုံးကိုကြံရစ်သောကာလကိုလွန်စေခရစ်တော်၏အလိုတော်အတိုင်းကျင့်ဖို့ရန်အတွက်လွန်စေကြပြီတဲ့သာသနာပလူတို့၏အလိုတို့လိုက်၍ကိလေသာညှဉ်းညူးခြင်းကာမတတ်မှတ်ခြင်းစပြည့်ရည်နှင့်ယဉ်မူးခြင်းပွဲလှုပ်ခြင်းတောက်ကျူးခြင်းအတ္တမရုပ်ထုကိုကိုးကွယ်ခြင်း၌ကျင်လည်၍ငါတို့လွန်စေခဲ့ပြီးသောအတ္တတာသည်ငါတို့အားလောက်ပေ၏တဲ့ကျမတို့အရင်ကတိတ်ကျင်နေခဲ့ပျော်ပါခဲ့ဘူးတဲ့အရာတာရဏပလူတွေရဲ့အလိုဘူးလိုက်ပြီးမှကိလေသာညှဉ်းညူးတဲ့အရာတွေကာမတတ်မှတ်ခြင်းတွေစပြည့်ရည်နဲ့ယဉ်မူးခြင်းတွေပွဲလုပ်ပြီးတောက်ကျူးခြင်းနဲ့ဓမ္မရုပ်ထုကိုကိုးကွယ်ခြင်းတို့၌တော်လောက်ပြီလေတဲ့ဒါတွေကိုထားခဲ့ရအောင်ဒါတွေကိုဖျက်တမ်းခဲ့ပြီးပြီယခုမှတင်တို့သည်သူတို့နှင့်အတူမဆက်ဆံကာမဂုဏ်၌လွန်ကျူးညစ်ညူးစွာမပြုသည့်အရာကိုသူတို့သည်အံ့ဩ၍ကဲ့ရဲ့တတ်ကြ၏တဲ့အရင်တုန်းကစိတ်ကြိုက်အသက်ရှင်ခဲ့တယ်အရင်တုန်းကမျက်စိရဲ့တတ်မှတ်ခြင်းအလိုလိုက်ခဲ့တယ်အရင်တုန်းကအသွေးအသားစံကြရဲ့အလိုကိုလိုက်ခဲ့တယ်ဒါကိုတော့ငါမကြော်လွှားနိုင်ဘူးငါလူသားပဲလေဆိုတဲ့ဒီနေ့တင်ဖြည့်စည်းနေတဲ့တင်တတ်မှတ်ခဲ့တဲ့ဒီနေ့ကျမတို့လွန်ကျူးခဲ့ဘူးတဲ့ကျူးစရိုက်အပြစ်တွေခရစ်တော်အားဖြင့်ခရစ်တော်လက်ဝါးကားတိုင်းမှာသူခန္ဓာကိုယ်အပြစ်ဒုစရိုက်အတွက်ပေးဆက်ခဲ့ပြီးတဲ့နောက်မှာဟာလေလုယာတင်မပျော်တော့ဘူးလေတင့်အတွက်အစင်မပြေတော့ဘူးဒီနေရာဒီဟာတွေကိုပြန်လုပ်ဖို့တင့်အတွက်အယမ်းခက်ခဲလာတယ်တင်တခါတလေကျရင်တငယ်ချင်းတွေနဲ့တွားပြီးမှပျော်ပါဖို့ရန်အတွက်တင်တွားလိုက်တဲ့အခါမှာတင်မှားကောင်းမှားနိုင်မယ်လွန်ကျူးကောင်းလွန်ကျူးနိုင်မယ်ဒါပေမဲ့တင်မပျော်တော့ဘူး
ဘာဖြစ်လို့လဲဆိုတော့တေပြီးသားအရာကိုကျမတို့အသက်ပြန်သွင်းတဲ့အခါမှာဘယ်တော့မှအသက်ရှင်နေတဲ့အရာလို့ကျမတို့ပြန်ပြီးမှဘယ်လိုပြောမလဲအစင်မပြေတော့ဘူးအမှန်တော့တင့်ရဲ့ဇာတိပကတိနဲ့အလိုစန္ဒကိုယေရှုခရစ်ကလက်ဝါးကားတိုင်းမှာတေခံခဲ့ပြီးပြီမို့လို့လှုပ်ပေးခဲ့ပြီးပြီမို့လို့တင်ဒါကိုပြန်ပြီးမှလှုပ်ဆောင်ရင်ဘယ်တော့မှတင်ပြောမှာမဟုတ်တော့ဘူးကိုရောတင့်အတွက်ပေးဆက်ခဲ့ပြီးပြီဖြစ်တယ်တင်မတက်နိုင်ဘူးဆိုတာသိလို့သူကအကုန်လုံးပေးဆက်ခဲ့ပြီးသားဖြစ်တယ်ဒီနေ့ကျမတို့သိရမယ့်အရာကအဲ့ဒီအသွေးအသားစံတာတွေအဲ့ဒီတတ်မှတ်မှုတွေဒီနေ့လောကီမှာပျော်မွေ့ခြင်းတွေဒီခန္ဓာကိုယ်မှာပတ်သက်တဲ့အရာတွေအားလုံးအတွက်သူ့အသွေးအသားသူ့ရဲ့ခန္ဓာကိုနာကျင်ခဲ့ပြီးမှသူတက်ခဲ့ပြီးပြီဖြစ်တယ်ဆိုတာကိုဒီနေ့ချစ်တော်ညီကိုမောင်နှမတင်တို့ကိုပြန်ပြီးမှကြေညာအသိပေးခြင်းနဲ့ယောမခန်းကြီး၈အငယ်26ယောမခန်းကြီး၈အငယ်26-29ထိုမှတပါငါတို့မတက်နိုင်သောအရာမှာဝိညာဉ်တော်သည်မဆတော်မူ၏တင်မကျော်လွှားနိုင်တဲ့အရာကဘာများလဲတင်ကိုနှစ်ပေါင်းများစွာချုံနှောင်ခဲ့ပြီးမှဆွဲဆောင်ခဲ့ပြီးမှတင်ဆွဲလန်းနေတဲ့အရာကဘာများလဲဒီလိုမျိုးတစ်သက်လုံးငါကတော့ဖြစ်နေမှာပဲလို့သင်ထင်ထားတဲ့အရာတွေကဘာများလဲကျမတို့မသိလို့ပဲဖြစ်တယ်ဒီကနေ့သင်နဲ့ကျွန်ုပ်သိပြီးပြီဇာတိပဂတိနဲ့စိတ်ဆန္ဒအလိုတွေအားလုံးကကိုရောတတ်ခဲ့ပြီးပြီဖြစ်တယ်ရန်သူကတင့်ကိုပြန်လှည့်ဖျားမယ်ဆိုရင်ကိုရောအဲ့ဒီလူကိုအဲ့ဒီအသွေးအသားဆန္ဒကိုရောလက်ဝါးကားတိုင်းမှာသူ့ခန္ဓာကိုစတေးခံပြီးမှတတ်ခဲ့ပြီးပြီဆိုတာကိုဒီနေ့ကျွန်တော်တို့ကျမတို့ပြန်ပြီးမှ claim လုပ်ဖို့ရန်အတွက်ဖြစ်တယ်အဲ့လိုပဲတင်မကြော်လွှားနိုင်သေးဘူးလားပြီးခဲ့တဲ့အရာတွေကိုသခင်ယေရှုပြောခဲ့တဲ့အရာတွေကိုတင်လက်မခံနိုင်သေးဘူးလားတင့်ကိုပြန်ပြီးမှမဆပေးမဲ့တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကထိုမှတပါငါတို့မတက်နိုင်သောအရာမှာဝိညာဉ်တော်သည်မဆတော်မူ၏တဲ့တင်မတက်နိုင်တဲ့အရာကိုပဲဝိညာဉ်တော်ကတင့်ကိုမဆပြီးမှဆွဲခေါ်သွားမှာဖြစ်တယ်ငါတို့ဒီဆုတောင်းတင်သည့်အတိုင်းအဘယ်ဆုကိုတောင်းရမည်ကိုမသိကြတို့ရာတွင်ငါတို့ဆုတောင်းခြင်းအမှုကိုနှုတ်မမွတ်နိုင်သောညီးတွားခြင်းအဖြစ်ဝိညာဉ်တော်သည်မဆတော်မူ၏အဲ့ဒီတင်ဆွဲလန်းနေတဲ့အရာတွေတင်မလွန်မြောက်နိုင်ဘူးလို့ထင်တဲ့အရာတွေတင်ပင်ပန်းနွမ်းနေပြီတင့်ကိုချုပ်နှောင်ထားတာကြာလွန်းလို့တင်ဟန်ဆောင်ထားခဲ့တာကြာလှပြီတင်ညီးငွေလွန်းလို့တင်စူးစားရလွန်းလို့တင်ထဲမှာပြောဖို့အားတော်မရှိဘူးနှုတ်ကနေလောက်မမွတ်နိုင်တဲ့တင်ရဲ့ညီးတွားခြင်းတွေအတွက်တန်ရှင်တော်ဝိညာဉ်တော်ဖခင်တဲ့အထက်ကနေမာစာကူညီပေးမှာဖြစ်တယ်စိတ်နှလုံးကိုစစ်တော်မူသောသူသည်လည်းဝိညာဉ်တော်ဤစိတ်တော်ကိုတည်တော်မူ၏အကြောင်းမူကား
ဝိညာဉ်တော်သည်တန်ရှင်သောသူတို့၏စုတောင်းခြင်းအမှုကိုဖယားသခင်၏အလိုတော်နှင့်အညီစောင့်မတော်မူ၏ကျမတို့ဘာတွေဆွဲလန်းခဲ့လဲကျမတို့ဘာတွေကြက်မှတ်ခဲ့လဲသင်ကိုရန်သူကခဏခဏလာပြောပါလိမ့်မယ်သင်ကိုခဏခဏပြန်ဆွဲဆောင်ပါလိမ့်မယ်အဲ့ဒီချိန်မှာဝိညာဉ်တော်ဖယားကျွန်တော်ကိုမဆာပါကိုရောရဲ့အကူအညီကိုလိုအပ်တယ်ဒီနေ့ကိုရောရဲ့တကိုးနဲ့ထိုဆွဲလန်းနေတဲ့အရာတွေကိုရင်ဆိုင်ကြော်လွှားနိုင်ဖို့ကိုရောကိုလိုအပ်တယ်ထိုဝိညာဉ်တော်ဖယားကတင့်ကိုအထူးမဆပြုပြင်ဆွဲခေါ်ပေးမှဖြစ်တယ်အဲ့ဒီလောက်တောင်ချစ်ဖို့ကောင်းတဲ့တန်ရှင်သောဝိညာဉ်တော်ဖယားဖြစ်တယ်အဲ့ဒီလောက်တောင်တင့်ကိုအယံကူညီပေးခြင်းတဲ့ဝိညာဉ်တော်ဖယားဖြစ်တယ်တင်မလုံနိုင်ပါဘူးတင်မကြော်လွှားနိုင်ပါဘူးတင်မတက်ဆွမ်းနိုင်ပါဘူးဆိုတဲ့အရာတွေကိုမှတင်အထက်ကနေဖယ်ရှားပြီးမှတိုက်ထုတ်ပေးမဲ့တန်ရှင်သောဝိညာဉ်တော်ဖယားဖြစ်တယ်ကိုရောတိတ်ကောင်းမြတ်တယ်ဒါကြောင့်ကျမတို့နောက်ဆုံးသောကာလမှာကျမတို့ကအထူးအောင်မြင်ကြော်လွှားနိုင်တော်သူဒါကြောင့်ကျမ်းစာကပြောတယ်အောင်မြင်တယ်တဲ့အဲ့ဒီအောင်မြင်သူချက်အောင်မြင်တော်သူဖြစ်ဖို့ရန်အတွက်ထိုတန်ရှင်သောဝိညာဉ်တော်ဖခင်ကပဲကျမတို့အထက်ကနေဆွဲခေါ်ပြီးမှပြုပြင်သွားမှာဖြစ်တယ်ဒီနေ့တသက်လုံးကျမတို့ကိုလှည့်စားခဲ့တယ်ဒီဆွဲလန်းမှုတွေတဲကနေဒီကြက်မှတ်မှုတွေတဲကနေဒီလောကအရာတွေတဲကနေမကြော်လွှားနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့လောကမှာသင်အသက်ရှင်နေလို့ဒါတွေကိုရင်ဆိုင်ကြုံတွေ့ရမှာပဲလို့တသက်လုံးကျမတို့ကိုလှည့်ဖြားခဲ့ဘူးတယ်ကဲနှစ်ပေအခန်းကြီး1နှစ်ပေအခန်းကြီး1အငယ်3မှ4ဖြစ်ပါတယ်နှစ်ပေအခန်းကြီး4အခန်းကြီး1အငယ်3မှ4ထိုတို့နှင့်အညီငါတို့ကိုဘုံတကိုးနှင့်ခေါ်တော်မူသောကျမတို့ကိုသူ့ရဲ့ဘုံတကိုးအတွက်ခေါ်တော်မူသောဖယားသခင်ကိုတည်သောဉာဏ်အားဖြင့်ငါတို့ကိုသူ့ရဲ့ဘုံတကိုးအတွက်ဒီနေ့ကျွန်တော်ကျမတို့ကိုသူ့ရဲ့ဘုံတကိုးအတွက်ခေါ်ထားတာဖြစ်တယ်အဲ့ဒါကိုတည်ကိုဉာဏ်အားဖြင့်တဲ့ငါတို့အားအသက်ရှင်ခြင်းဖယားဝတ်၌မွေ့လျော်ခြင်းနှင့်ဆက်ဆိုင်သောအရာရှိသမျှတို့ကိုဖယားသခင်ဤတကိုးသည်ပေးသနာတော်မူပြီးတဲ့တင်ဖယားเจ้าသွားချင်တာတင်ချိုးစားလို့မဟုတ်ဘူးတင်အသက်ရှင်နေတာတင်ကျမတို့စူးစမ်းနေလို့မဟုတ်ဘူးဖယားဝတ်၌မွေ့လျော်နေတာကဒီနေ့ကျမတို့ဒီအသွေးအသားကဘာတစ်ခုမှလိုချင်တက်မှတ်တာမရှိဘူးဖယားဝတ်နဲ့ပတ်သက်တဲ့အရာတွေမှန်သမျှကိုဒါနဲ့တန်ရှင်တော်ဝိညာဉ်တော်ဖခင်ကသခင်ယေရှုခရစ်တော်ကိုမိမိကယ်တင်ပါရှင်ဖြစ်လက်ခံပြီးတဲ့နောက်ပိုင်းမှာကျမတို့အထဲကနေလာပြီးမှဖယားဝတ်၌မွေ့လျော်ခြင်းအရာတွေကိုပေးသနာတော်မူပြီးတဲ့တင်စူးစမ်းလို့မရဘူးတင်ဘလို့ပဲစူးစမ်းတန်တရားဆက်ကွင်းထဲမှာတင်လည်နေတာပဲဖြစ်တယ်ထို့တော့အားဖြစ်လေအဲ့ဒီလောကထဲမှာရှိတဲ့အရာတွေကြက်မှတ်ခြင်းတွေအားလုံးကိုသူအကုန်ပေးခဲ့ပြီးပြီဇာတိပဂတိနဲ့အလိုဆန္ဒကိုလည်းလဝကထဲမှာပေးခဲ့ပြီးပြီအဲ့ဒါတွေမကသေးဘူးတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်တို့အထဲမှာတက်ရှင်ပြီးမှဖယားဝတ်နိုင်မွေးလျော်တဲ့ဖို့ရအတွက်ဖယားပဂတိတည်းဖြစ်လာဖို့ရအတွက်သူကလည်းဆွဲခေါ်နေပြီးဒါဖြစ်တဲ့အတွက်ကြောင့်ထို့သောအားဖြင့်လည်းအလွန်ကြီးမြတ်၍
အဖိုးထိုက်ကြံသောဂတိတို့များကိုငါတို့အားပေးခဲ့ပြီးဂတိတွေအများကြီးပဲငါဒါလုပ်ပေးခဲ့ပြီးပြီနော်ငါဒီမှာတော့ဒါလုပ်ပေးခဲ့ပြီးပြီနော်ဒီနေရာမှာတော့ဒီအတွက်ငါလုပ်ပေးခဲ့ပြီးပြီနော်ခံရတော့တန်ချက်ကတင်းရဲ့အနာကိုပျောက်စေပြီနော်ဒီနေ့ဇာတိပဂတိနဲ့အလိုဆန္ဒကိုလက်ဝါးကိုက်တဲ့မှာငါပေးခဲ့ပြီးပြီနော်ချစ်တော်မိတ်ဆွေကျမတို့အလွန်အဖိုးထိုက်တန်တဲ့ဂတိတွေကိုကျမတို့ရပြီးသားသူတွေဖြစ်တယ်ဒါကြောင့်တင်တို့ဒီထိုဂရိတော်များကိုအမိပြု၍သူဘာလုပ်ပေးခဲ့တယ်ဘယ်ညမှာဘာလုပ်ပေးခဲ့တယ်ဘယ်ညမှာတော့ကျမတို့လုပ်ဆရာမလို့ဘူးဝန်ခံတတ်ဖို့ရအတွက်အရေးကြီးတယ်ဆိုတာကိုတင်တို့ဒီထိုဂတိတော်များကိုအမိပြု၍တင်တို့ဒီလောကီတတ်မှတ်ခြင်းအညစ်အကြေးနဲ့ကင်းလွတ်တဖြစ်တယ်အဲ့ဒီဂတိတော်တွေကိုအမိပြီးမှလောကီတတ်မှတ်ခြင်းအညစ်အကြေးနဲ့ကင်းလွတ်လို့ရတယ်ဆိုတဲ့ဖရာသခင်ရဲ့နှုတ်ကပတ်တော်ရှိတဲ့ချစ်တော်မိတ်ဆွေငါတို့လောကမှာနေတာပဲလောကရဲ့အတွေးခေါ်တဲ့မှာငါတို့ရှိနေတာပဲတခါတလေတော့လည်းဖြစ်မှာပေါ့ဆိုတဲ့တင်းရဲ့မှားယွင်းစွာနဲ့ဝန်ခံတတ်ခြင်းကိုဒီကနေ့မှာတော့အဆုံးသတ်ပေးပါကိုရောကလောကီတတ်မှတ်ခြင်းအညစ်အကြေးနဲ့ကင်းလွတ်ဖို့ရန်အတွက်တင်းရဲ့အသွေးအသားစန္ဒအစာတိပဂတိအလိုဆန္ဒအားလုံးကိုပေးခဲ့ပြီးပြီဂလာတိအခန်းကြီး9 24-26မှာတင်တို့ဒီလောကီတတ်မှတ်ခြင်းအညစ်အကြေးနဲ့ကင်းလွတ်တဲ့ဖြစ်ဖယားပဂတိကိုဆက်ဆံတော်သူဖြစ်မိအကြောင်းဒီရဲ့ဖယားပဂတိကိုဆက်ဆံတော်ဖယားလိုပဲအယံနည်းနည်းများတော့မလားတန်တော့တန်ရလာလို့ကျမတို့တစ်ခါကျရင်စဉ်းစားမိတယ်လေနော်ဖယားပဂတိဖယားလိုမျိုးကြီးဖြစ်လာဖို့ရကြွသူကအကုန်လုံးပြင်ဆင်ထားပြီးသားမသိတာကျမတို့ဖြစ်တယ်ထိုအရာကိုသိတာကကျမတို့ကိုပေးချတဲ့ဂတိတွေကိုပေးချတဲ့ဖယားသခင်နဲ့ကျမတို့ကိုတိုက်ခိုက်နေတဲ့ရန်သူတို့သိတယ်မသိတာကကျမတို့ဖယားပဂတိဆက်ဆံတော်သူဖြစ်မိအကြောင်းဒါကြောင့်ဖျားသခင်ကဗျာဒိတ်ကျမ်းမှာတင့်ကိုရှင်ဘရင်အရာနဲ့၎င်းယပရောဟိတ်အရာနဲ့၎င်းနော်အမြင့်ကြီးမှာထားတာဤလောကကမျော်လင့်နေတဲ့ဖျားသားသမီးတွေတဲ့ရှေးပြိုပြက်ရာကိုပြုတ်ပြင်မဲ့သူတွေတဲ့သွားတဲ့ဈေးမှာသွားသင်ဟာမင်္ဂလာရှိတယ်တဲ့သင်ဟာလမ်းမှာသွားသင်ဟာမင်္ဂလာရှိတယ်တဲ့သင်လျှောက်သွားတဲ့နေရာတွေမှာမင်္ဂလာရှိတဲ့လူဆိုပြီးဘုရားသခင်တတ်မှတ်တာဖြစ်တယ်ဒါကဖယားပဂတိကိုဆက်ဆံတဲ့သူတွေသားသမီးတွေဖြစ်တယ်ဟာလေလုယာသင်တို့ဒီဖယားများဖြစ်ကြ၏တဲ့အမြင့်ဆုံးသောဖယားသခင်ဤသားများဖြစ်ကြ၏တဲ့စာလ82မှာဒီလောကကိုပိုင်တာဖယားသခင်ဖြစ်တယ်ဖယားသခင်ကသူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီဖန်ဆင်းထားတဲ့သားသမီးတွေကိုပဲသူကအုပ်စိုးခွင့်ပေးတာဖြစ်တယ်ဒါကြောင့်လဲသူ့ရဲ့ဖန်ဆင်းထားတဲ့သားသမီးတွေကိုနှမျောလွန်းလို့ဒီနေ့ကျွန်တော်တို့ကိုပြန်လဲရွေးနှုတ်ပလိုက်တယ်ရွေးနှုတ်ပြီးမှမဖြစ်သေးဘူးဆိုပြီးမှရှိသမျှကျွန်တော်တို့မလိုက်လျှောက်နိုင်မဲ့အရာတွေအားလုံးကိုသူအကုန်လုံးပေးခဲ့ပြီးပြီဖြစ်တယ်ဒီနေ့ကျွန်တော်တို့သိပြီးဒီညစာရန်တင်ကိုလှည့်စားလို့မရတော့ဘူးဆိုတာစာရန်တင်ကိုဘယ်တော့မှလှည့်စားလို့မရဘူးဂလာတိအခန်းကြီး9 24 25နဲ့နှစ်ပေ1 3 5ကျမတို့လက်ဆွဲထားရမယ့်ဂတိတော်ဖြစ်တယ်တင့်ကိုရန်သူဟောင်းကတင့်ရဲ့မိတ်ဆွေဟောင်းကတင့်ကိုလာလှည့်ဖျားခဲ့ရင်လဲတင်ဆွဲကန်ရမယ့်ဂတိတော်တည်ပြီလို့ကျမယုံကြည်တယ်ကျမတို့ကဖရားတဲ့အမြင့်ဆုံးသောဖရားရဲ့သားသမီးတွေတဲ့ဖရားရဲ့ပဂတိကိုဆက်ဆံမဲ့သူတွေတဲ့ပြုလေသမျှမှာအောင်မြင်တော်သူတွေတဲ့လောကကိုအုပ်စိုးဖို့ရတဲ့ဖရားသခင်အခွင့်အာဏာတကိုးနဲ့ပေးအပ်ထားခြင်းခံရတော်သူတွေဖြစ်တယ်။သင်ဟာအလွန်ကြီးမြတ်တော်သူဖြစ်တယ်။
ကြောင့်မတ်ဖွယ်သောလက္ခဏာထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံပြီးဘုရားသခင်ကိုချီးမွမ်းဖို့ရန်အတွက်သင်ကဖန်ဆင်းခြင်းကိုခံရတော်သူဖြစ်တယ်အမြင့်ဆုံးသောဘုရားသခင်ရဲ့ဝိညာဉ်ကကျွန်တော်တို့ထဲမှာကျင်းဝတ်ပြီးမှဟာလေလုယာကျွန်တော်တို့မတ်တက်နိုင်တဲ့အရာတွေကိုကျွန်တော်ထဲကနေမဆပြီးမှကုညီဖြည့်ရှင်းပေးသွားဖို့ရအတွက်အဲ့ဒီအမြင့်ဆုံးသောဘုရားသခင်ကဝိညာဉ်တော်ဘုရားကကျွန်တော်တို့ထဲမှာအသက်ရှင်နေတယ်ကျွန်တော်တို့အထဲမှာကိန်းဝတ်နေတယ်ငါ့ကိုဘယ်သူမှမသိဘူးငါခံစားနေရတယ်ဘယ်သူမှမသိဘူးလို့တင်ကြိတ်ပြီးဝမ်းနည်းနေတဲ့အချိန်မှာတင်ပါစက်ကနေတော့ပြောလို့မရတဲ့တင်ရဲ့နှုတ်ဖြစ်မမွတ်နိုင်တဲ့ညီးတွားခြင်းတွေအားလုံးကိုတင်အထဲမှာရှိနေတဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားကအကုန်သိနေတာဖြစ်တယ်Hallelujah. Thank you, Jesus. ဘုရားသခင်ကြီးတော်မှုကိုစတင်ပြီးလှုပ်လှုပ်နေတယ်သူတစ်ဖြစ်ကိုစောဖိလစ်ပါတဲ့ဒီနေ့ကဘုရားသခင်ကိုစောဖိလစ်ပါတဲ့ကိုပြင်ဆင်ပေးတဲ့နှုတ်ကပတ်တော်ဖြစ်တယ် I don't know ကျွန်မ worship လုပ်နေတဲ့ချိန်မှာဘုရားသခင်ကတင့်ကိုပေးမြင်တယ်ငါကဘာမှမဟုတ်ဘူးလို့တင်ထင်နေတဲ့အရာတွေစိတ်ထဲမှာတိမ်ငယ်နေတဲ့အရာတွေညိုးငယ်အားငယ်နေတဲ့အရာတွေထိုအရာတွေကြွက်တန်ရှင်တော်ဝိညာဉ်တော်ဘုရားကတင့်အထဲကနေရဲရင်ချင်းတကိုးအစွမ်းတက်တည်တွေကိုစတင်ပြီးအလုံးလုံးပေးနေတဲ့ဘုရားသခင်ဖြစ်တယ်ဒီနေ့တရားဟောချက်ကကိုစောဖိလစ်ပါတင်ကြွက်ဖြစ်တယ်အရင်ထူးခြားတဲ့WGC ရဲ့တင်တန်းသားတယောက်ဖြစ်ပါတယ်ကျွန်မမသိဘူးချီမွန်နေနဲ့သူမျက်နှာမြင်လာတယ်သူဖျားသခင်ကိုတိုးဝင်နေတာကိုမြင်ရတယ်ပြီးမှဒီနေ့ကျွန်မဖတ်ရသွားတဲ့ကျမ်းပိုက်လိုက်ပိုက်ကိုဖျားသခင်ပြင်ဆင်ပေးတယ်ကိုစောဖိလစ်ပါတဲ့ကိုဖျားသခင်လွန်၍မသွားဘူးကိုစောဖိလစ်ပါတဲ့ကိုဖျားသခင်ဘလောက်ထိချစ်လဲဆိုတဲ့အကြောင်းအရာကိုဒီနေ့ကျမရဲ့တရားဟောချက်တွေအားလုံးကိုဖျက်ပြီးမှဒီတရားဟောချက်ကိုဘုရားသခင်ကပြင်ဆင်ပေးတာဖြစ်တယ်ကိုရောကိုကျေးဇူးတင်တယ်ဖာဒီနေ့နှုတ်ကပတ်တော်အတွက်ကိုရောကိုကျေးဇူးတင်တယ်ဒီနေ့နှုတ်ကပတ်တော်ထဲမှာသားသမီးတို့သိရမယ့်အရာတွေသိတဲ့အရာတွေကိုရောဘုရားရှင်စွဲကင်ရမယ့်အရာတွေအလွန်အဖိုးထိုက်တန်တဲ့ကြီးမြတ်တဲ့ဂတိတော်တွေထိုဂတိတော်ကိုအမိပြုပြီးမှဖျားပဂတိတိုင်းဆက်ဆံဖို့ရန်အတွက်ဒီနေ့ကိုရောပြင်ဆင်ထားတဲ့ကြီးသောအမှုရာတွေအတွက်ကိုရောကိုကျေးဇူးတင်တယ်ကိုရောနာမတော်ကိုချီးပွားပါတယ်ကျမတို့တချင်းတပုတ်ခဏချီးမွမ်းမယ်
သမီးတို့အားငယ်နေတဲ့ချိန်တိုင်းမှာကိုရောကခွန်အားနဲ့ဖြည့်စေတဲ့ဖေယားဖြစ်တယ်သားသမီးတို့ဝမ်းနည်းနေတဲ့ချိန်တိုင်းမှာဝမ်းမြောက်ခြင်းကိုပေးတဲ့ဖေယားသခင်ဖြစ်တယ်သားသမီးတို့မကြက်နိုင်တဲ့အရာတွေအားလုံးကိုသားသမီးတို့အထဲကနေကုညီမဆဖြည့်ရှင်ပေးတဲ့ဖေယားသခင်ဖြစ်တယ်သက်လုံးကြုံခံနေရတဲ့အရာတွေကနေဒီနေ့ကိုရောဖျားရှင်လဝါကားတွေမှာပြုတ်ခဲ့တဲ့ဇာတိပကတိနဲ့အလိုဆန္ဒတွေကိုကိုရောပိတ်သက်ခဲ့ပြီးဆိုတဲ့ကတိတော်ကိုဆွဲလန်းနေရဲ့ဒီနေ့သားသမီးတို့လောကီကြမ်းမှတ်ခြင်းနဲ့ကင်းလို့ပြီးမှဖျားပကတိကိုဆက်ဆံတော်သူများအရောက်စီတန်းဖြစ်ရပါမည်အကြောင်း
ဒီနေ့အချိန်နာရီအသက်တာကိုလက်တော်ထဲမှာစက္ကန့်အနံ့တဲ့ခါမှာတပါးကြီးတော့သားတော်သခင်ယေရှုနာမဖြင့်ဆုတောင်းကြပါ၏ဟာ